ခမရတို့ဒီနေ့တတ်တာဖြတ်တာတွေအကုန်ရပ်ပါနော်ရွာတွေကိုမီးလောက်တိုက်သွင်းတာကိုရပ်ပါနော်ထောင်သွင်းအကျဉ်းချနှိပ်စက်ညှင်းပန်းနေတဲ့ဟာကိုရပ်ပါမတရားမှုလုပ်တာမှန်သမျှကိုရပ်ပါကျွန်တော်တို့နယ်တွေကတက်တွေဆောက်ပါဆရာတပည့်ပုံစံနဲ့သခင်ကျုံပုံစံနဲ့ကျွန်တော်တို့လာညှိပါလုံးဝလက်ခံနိုင်မှာမဟုတ်အဲ့ဒါကျွန်တော်ပြောရမယ်လေနော်ဟုတ်ကဲ့ Prosotonic ခင်ဗျာအခုစစ်ကောင်စီကသူတို့ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုပြီး EU ကိုသူတို့ပထမဖိတ်ခေါ်တယ်အခု10ဘွဲကတော့ဆွေးနွေးမယ်ဆိုပြီးတော့ဆွေးနွေးနေတယ်ပေါ့လေဆရာတို့ကတော့ဒီဆွေးနွေးပွဲကိုလက်မခံနိုင်ဘူးဆိုမတက်ဘူးတခြား EU တွေလည်းအများကြီးမတက်ဘူးအဲ့ဒီပုံမှာသူတို့ကဇွန်လ14ရက်နေ့မှာစစ်ကောင်စီဥက္ကဋ္ဌကထပ်ပြီးတော့ဆရာတို့ဖိတ်ခေါ်တာတွေ့ရပါတယ်ဒီလိုမျိုးသူတို့ဖိတ်ကြားတာနဲ့ပတ်သက်ပြီးဆရာတို့ KNU ကိုတရားဝင်အကြောင်းကြားတာမျိုးဆက်သွယ်တာမျိုးရှိလာဗျဟုတ်ခင်ဗျာကျွန်တော်တို့ကအဲ့ဒီသတင်းကနေပြီးတော့အခြေခံလို့ကြားနေရတာပဲဒါလည်းသူတို့တရားဝင်ကြီးညာလိုက်တဲ့ဟာဆိုတော့လေကျွန်တော်တို့ကဒါလည်းဟုတ်မှာပါပဲလေဆိုတော့ကျွန်တော်တို့အဲ့ဒါပဲဘာတော့မကြည့်ဘူးတရားဝင်စာနဲ့ပြင်တဲ့ဒီဟာလည်းကျွန်တော်လည်းမတွေ့အဲ့တော့အခုဆိုရင်စစ်ကောင်စီနဲ့ဆွေးနွေးတာဆိုရင်အခု9ဖွဲ့မြောက်ဆိုရင်ပိုးဖွဲ့အခုလောလောဆယ်ဆွေးနွေးနေတယ်ပေါ့ဆိုတော့တခြား6ဖွဲ့ကလည်းဆွေးနွေးပြီးသဘောတူလက်မှတ်ထိုးတယ်ဆိုတော့ကျွန်တော်သတင်းတွေမှာတွေ့ရတယ်အသေးစိတ်တော့ကျွန်တော်သိခွင့်မရှိဘူးပေါ့လေဆိုတော့ဆရာတို့ EA တို့အချင်းချင်းပေါ့ဒီလိုဖွဲ့တွေစီကနေတစုံတရာပေါ့နော်ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးဆရာတို့ ਨੇ တခုပြောကြတာအသိပေးလာမျိုးရောရှိလားဗျအဲ့လိုအမျိုးမရှိဘူးကြာကျွန်တော်တို့ကသတင်းသက်ဒီလိုဟိုလိုဒီလိုပဲကြားနေရတယ်စစ်ကောင်စီကနေပြီးတော့ဒီမိုကရေစီကိုဖော်ဆောင်မယ်ဖက်ဒရယ်တကယ်ကိုဖော်ဆောင်မယ်ဆိုတော့အဲ့ဒါဟာတွေတော့သတင်းတွေတက်ကြားနေရတာပဲလေသူတို့သွားတဲ့အဖွဲ့တွေလည်းကျွန်တော်တို့တရားဝင်ဒီလိုအသိပေးတာတွေပါတယ်မရှိပါဘူးကြာဟုတ်ကဲ့အဲ့တော့စစ်ကောင်စီကအခုသူတို့အာဏာသိမ်းတောင်ကြောင့်ဖြစ်လာတဲ့ပုံကံမှုတွေကိုမထိန်းနိုင်တဲ့အနေအထားဒါတွေ့နေရတာပေါ့နော်အဲ့ဒီအတွက်ကိုဒါ EU တွေနဲ့သူညှိဖို့ကြိုးစားတယ်အခုထပ်ပြီးဖိတ်ခေါ်တယ်ဆိုတော့တစ်ဖက်ကလည်း PDF တွေကိုတော့သူကချေမုန်းမယ်ဆိုတာဒီရိုးရိုးရှင်းရှင်းသူတို့လမ်းကြောင်းတော့အထင်ရှားတွေ့နေရတာပေါ့နော်ဆရာဒါပေမဲ့ဒီထက်ပိုတဲ့စစ်ကောင်စီရဲ့နောက်ွယ်ကပေါ့နော်တခြားနိုင်ငံရေးအခင်းကျင်းများရှိမလားဆရာဘယ်လိုသုံးသပ်မှုလဲဆိုလိုတာသူတို့အခက်အခဲအရန်ကြီးလာရင်ဟိုမှာ EU တွေဘက်ကိုစဉ်းစားမယ်ဆိုရင် EU တွေပါခေါ်ပြီးတော့ဂျားပြက်အစိုးရမျိုးဖွဲ့တာမျိုးပေါ့လို့ဖြစ်နိုင်လားပေါ့နော်ဆရာတို့စဉ်းစားချက်ပေါ့ဒီနောက်ကမှနောက်ထပ်သူတို့ရဲ့ခြေလှမ်းဘာတွေရှိနိုင်မယ်လို့ဆရာတို့သုံးသပ်မိတယ်ဗျသုံးသပ်တာတော့ဒါကတော့ဥစ္စာလေအခုလက်ရှိအရာသူကတော်တော်လေးကိုဆွဲခေါ်တဲ့အနေအထားမှာရှိတယ်ဘာဖြစ်လဲဆိုတော့သူ short တွက်ထားတာသူအာနာသိမ်းလိုက်ရင်တော့သူထိန်းနိုင်မယ်လို့ဆိုတဲ့ဟာမှာသူကတကယ်တမ်းကျတော့ကိုကဘလို့မှမထိန်းနိုင်ဘူးအဲ့ဒီအပြင်သူလုံးဝထက်မတွက်ထားတဲ့နောက်ထပ်အင်အားစုအသစ်တွေကပေါ်လာအဲ့ဒီအင်အားစုအသစ်တွေကလည်းတော်တော်အမှန်ပြောရရင်လည်းအဲ့အင်အားစုအသစ်တွေကိုလက်လက်ကင်တော်လန်ရင်းနဲ့အနှစ်ပေါင်း50လောက်ဆက်ပြတ်နေတယ်အထူးပြင်ပမာပြည်တွေကလူပေါ့နော်ပမာအများစုပေါ့အဲ့ဒီပမာလူငယ်တွေကပေါ့ဒါပေမဲ့ကျတော့တကယ်တမ်းတွေ့လာရတဲ့ခါကျတော့သူကအချိန်တိုတွေ့မှသူ့ခံချတဲ့အနေအထားတော်တော်ပြင်းပြင်းထန်ထန်ဖြစ်လာတဲ့ခါကျတော့သူကထွက်ပေါက်လေပိတ်လေကွာအဲ့ကြားထဲမှာပဲအဲ့ဒီဥစားအင်အားစုအသစ်တွေကဘယ်သူကဆက်ဘယ်သူတွေနဲ့သွားပြီးတော့ဆက်ဆိုင်တယ်အဓိကကျွန်တော်တို့တိုင်းသားဥစားတော်လိုင်းရေးလူမျိုးစုတော်လိုင်းရေးဖွဲ့စည်းနေတာနိမိကကဖြစ်နေတဲ့ခါကျတော့အဲ့ဒါသူဘလို့မှဖြည့်စည်းလို့မရတဲ့အနေအထားမှာသူကတော့ဆွဲခွာဖို့ပဲကြိုးစားနေတဲ့အနေအထားတစ်ခုတော့ရောက်လာဒါပေမဲ့လက်ရှိအနေအထားတော့လုံးဝမဖြစ်နိုင်ဘူးဆိုတာရှင်းရှင်းလင်းပေါ်လာတယ်လေအဲ့ကြောင့်မလို့ဒါကတော့ဖြစ်နိုင်လားမဖြစ်နိုင်လားတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့သူကတော့ရစရာလမ်းမရှိတော့ဘူးဆိုဘာဖြစ်လို့ဆိုတော့သူကအယူမီဝိုင်းလို့ဖြစ်နေတာကက်ပေါင်းတော့ခွန်ချပူညပိတ်ခံနေရတော့တန်တပန်ရေးဘက်မှာလည်းထွက်ပေါက်မရှိဘူးနိုင်ငံရေးဘက်မှာလည်းထွက်ပေါက်မရှိဘူးနောက်စီးပွားရေးပိတ်ဆို့မှုဒီထက်ပိုပြင်းလာဖို့ပဲရှိတော့တယ်နော်စီရေးဆိုရင်လည်းကျွန်တော်တို့နိုင်ငံတကာကနေပါစီရေးထောက်ကူမှမပေးဘူးဆိုရင်ကိုခံပြင်းတဲ့စိတ်ဓာတ်နဲ့လူတွေကကိုလောက်လာတဲ့ခါကျတော့ကိုယ့်အကိုကြီးထွင်တဲ့အပိုင်းကလုံးဝမထင်ထားတဲ့ဟာတွေကကိုဖြစ်လာနော် drone တွေပါအစပေါ့ကိုယ့်အကိုလောက်အဲ့ဒီဟာတွေကလည်းလက်နဲ့ကြီးတွေအစအဲ့ဒါတွေက short တွေ့လို့မရဘူး